Hello မင်္ဂလာပါ potential မြင့်ဆုံးနေရာကိုရှာတွေ့ပြီလားရှာမတွေ့သေးဆိုရင်တော့ဒီဗီဒီယိုလေးကလူချင်းမင်းအတွက်ပါအဓိကတည်ယူပို့ဆောင်ရေးနဲ့ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်တဲ့ရန်ကုန်မန္တလေးလမ်းဟောင်းနဲ့အနီးဆုံးမှာတည်ရှိတဲ့မြို့ဒါတွေမကသေးပါဘူးခင်မီပြီးလူကြိုက်များတဲ့ဒီမူယထာခရီးစဉ်များပြေးဆွဲတဲ့ဘူတာကြီးကလည်းပုပ္ပတီဗီမှာပါခရီးသွားလာမှုကပုံမပြန်စံလွယ်ကူနေပါပြီကြီးညိုပွဲရတကူကြီးဖျားကြီးများဖြစ်တဲ့တမိုင်းဝင်နေအောင်ပြရင်စီရီတော်မြတ်ကြီးရွှေနန်းသွင်းလက်လုံတောင်စီရီတော်မြတ်ကြီးဥပ္ပါနာတန်ကြီးဖျားကြီးများတည်ရှိတာကြောင့်ခရီးသွားလုပ်ငန်းကလည်းဖွံ့ဖြိုးတိုးတက်နေပါပြီအနေနဲ့အရေးချက်ကတကူးတကလာရောက်လက်ပတ်ကြတဲ့ပုပ္ပတီညာကြီးကြီးရဲ့ဆွဲဆောင်မှုကလည်းမြို့ရဲ့စီးပွားရေးကိုတွန်းအားပေးနေပါပြီမြို့ပြတစ်ခုရဲ့အနာဂတ်ကဘာလဲဆိုရင်တော့ပညာရေးပါပဲပိုလီတက္ကနစ်ယူနီဗာစီတီတည်ရှိနေခြင်းကပုပ္ပတီရဲ့အဆင့်မြင့်ပညာရေးရဲ့ဗဟိုချက်ဖြစ်စေပြီးခင်မီမြို့ပြတစ်ခုဖြစ်သတ်မှတ်စေတာပဲဖြစ်ပါတယ်ရှင်ဒီအချက်လက်တွေကပုပ္ပတီမြို့တော်ကုန်ကျက်တီကိုဘယ်လောက်ထိတိုးမြင့်ပေးနေလဲဆိုတာထင်ရှားပါတယ်ကဲဒီလောက်ဆိုရင်တော့တည်ပို့ဆောင်ရေးကြီးသားလုပ်ငန်းစီးပွားရေးပညာရေးစတဲ့အချက်တွေနဲ့ပြည့်စုံနေတဲ့ပုပ္ပတီရဲ့ high property potential ကိုမြင်သွားမယ်လို့မျှော်လင့်ပါတယ်ကောင်းမွန်သောဆုံးဖြတ်ချက်တစ်ခုကဘဝတစ်လျှောက်လုံးအကျိုးတိုးပွားစေမယ့် property တစ်ခုဖြစ်တယ်လို့လည်းယုံကြည်ပါတယ်။ဝါနဲ့တူ right property right decision ကိုစတင်လိုက်ပါ။ဝါကတော့တိုးရှိတဲ့ရဲ့ဖောင်တာပါ။